30ပုံသားတွေကိုငါသာပြောပေးလိုက်ပါဆိုပြီးတော့မှအင်ကျူရှစ်ဖြတ်ကနေတခြားမင်းရလာတာဒါတွေကမယုံလို့မရဘူးဗျာမိတ်ဆွေတို့ရ အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့2025ကနေ2030ခုနှစ်အတွင်းမှာဆိုးရွားစွာဖြစ်လာမယ့်အကြောင်းအရာတွေကိုတိတိကျကျနဲ့ဟောကိန်းထုတ်ထားတဲ့ဝေးရပါအကြမ်းမြင်စရာကိုဆိုင်းဝမ်ရဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ပြန်လည်မျှဝေပေးပါမယ်တော်တော်ဆိုးဆိုးရွားရွားကိုဖြစ်လာမယ်လို့ဟောထားတာပါစိတ်ဝင်စားစရာကောင်းလို့နားထောင်ကြည့်လိုက်ရအောင်ဗျအဲ့မျိုးဆိုတော့အခုနောက်9နှစ်မှာလာမယ့်9နှစ်ပေါ့နော်ဒီနေ့2025ဆိုတော့2030မှာမြန်မာနိုင်ငံအစိတ်စိတ်မောင်မှာကွဲမယ်ဟောကိန်းထုတ်ပြီနော်မှတ်ထားပေးပါဒီနေ့ညမှာဟောတဲ့ဟောကိန်းကိုမှတ်ထားပေးပါမြန်မာနိုင်ငံအစိတ်စိတ်မောင်မှာကွဲပါမယ်ပြီးရင်မြန်မာနိုင်ငံရဲ့စစ်ဘေးကြောင့်မို့လို့လူတွေတေကြအောင်ပဲနောက်ထပ်အများကြီးတေကြအောင်ပဲပြင်ဆင်ထားပါကိုယ့်ရဲ့အသက်ဘေးလွတ်ရာကျွတ်ရာကိုပြင်ဆင်ထားပေးပါဒါလာမယ့်ဟောကိန်းနော်နောက်လာမယ့်ဟောကိန်းနော်ကျွန်တော်ဟောကိန်းထုတ်ပြီနော်လက်ရှိအာဏာရအစိုးရနဲ့တခြားသောအဖွဲ့အစည်းတွေအားလုံးအခြေအနေတွေပြင်းထန်လာပြီးတော့မှအလောင်းပုံတွေတွေးချောင်းစီးမယ်နောက်တစ်ချက်ဟောကိန်းရကြတော့ဖွဲ့စည်းပုံအခြေခံဥပဒေကျမ်းသစ္စာဒုက္ခဖွဲ့စည်းပုံအခြေခံဥပဒေကျမ်းသစ္စာဒုက္ခကျိန်စာတိုက်ထားတယ်လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အထုပ်ကကျမ်းစာထုတ်ကကျိန်စာတိုက်ထားတယ်အဲ့ဒါပြည်လို့မရဘူးအဲ့ဒါပြည်သွားတာနဲ့လက်ရှိအာဏာရအစိုးရကအဆင်မပြေဘူးအဲ့ဒါကြီးအတွက်ကိုလူပေါင်းများစွာစတေးထားတာအောက်လမ်းတွေတုံထားတာလူပေါင်းများစွာကိုစတေးထားတာလူတွေရဲ့ဝိညာဉ်တွေကိုအသုံးပြုထားတာတကိုးကြီးတဲ့ဆရာတော်တွေရဲ့ဝိညာဉ်တွေကိုအသုံးပြုထားတာမိစ္ဆာနဲ့ဝိစ္ဆာတိုက်တဲ့ပွဲဒီပွဲကလူတွေတင်တိုက်နေတာမဟုတ်ဘူးเนาะလူတွေမှာနေစစ်မြေပြင်မှာတိုက်နေတာမဟုတ်မိစ္ဆာနဲ့ဝိစ္ဆာမှာတိုက်နေတာတအားပြင်းထန်တဲ့ပွဲဒီပွဲကဒုတိယတစ်ချက်ကလက်ရှိအခြေအနေရဲ့စစ်ပွဲကြောင့်မို့လို့နောက်ဆုံးတိုက်ပွဲမှာဝက်ပွဲသိတယ်ဒုတိယတစ်ချိန်ကိုဗစ်လိုပုံစံမျိုးတွေးချောက်ရှိတယ်နှစ်ဖက်စလုံးသိမှာเนาะသိကြမှာနှစ်ဖက်စလုံးသိကြမှာအုပ်အော်တောင်းနေသိကြမှာအများကြီးကိုသိကြအောင်မှာမြင်ထားတယ်ပုံရိပ်ရောင်လိုပဲရုပ်ရှင်ကားချက်လိုပဲအာယုံမှာပေါ်ထားတယ်ဖြစ်လာမယ်ဟာတွေကဒီဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ဟာကြီးကပြက်ပြဲသွားလို့မရဘူးပြက်ပြဲသွားတာနဲ့အာဏာရအစိုးရပြုတ်ကြအဲ့ဒါကြောင့်အသေးကာတာအတကုံကာတာအသက်ပေါင်းမြောက်များစွာစတေးပြီးတော့အသေးကာတာငါပြီးပါလဲပါသွားတယ်အဲ့ထဲမှာငါဖေနေလဲပါသွားတယ်အဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ကျမ်းသစ္စာတို့ကိုအသက်ပေါင်းမြောက်များစွာစတေးပြီးကာကွယ်ထားတယ်အဲ့ဒါကြီးကချိန်သာတိုက်ထားတယ်အောက်လမ်းနဲ့လှုပ်ထားတယ်အဲ့ဒါကြီးကငါတို့ဒီလူတိုက်ပွဲတွေလုပ်နေတာမဟုတ်ဘူးငါတို့ကဝိဇ္ဇာနဲ့မိစ္ဆာတိုက်ပွဲမှာစော်နေတာသိလားဒီရှင်းပြဟောကိန်းတွေတိတဲ့အတွက်ကြုံမြင်ထားတဲ့အတွက်ကိုကျွန်တော်လွန်ခဲ့တဲ့2နှစ်ကလေးကကျွန်တော်ထိုင်းကိုပြောင်းလာတာအကုန်လုံးဆွတ်လွတ်ခဲ့ပြီးတော့ကျွန်တော်ပြောင်းလာတာပိုင်ဆိုင်မှုတွေလည်းအကုန်သိမ်းခံရတယ်ပြီးရင်နောက်တစ်ခုကပေါ့နော်ထပ်ပြီးဖြည့်ဆွတ်ပြီးပြောပေးမယ်ပေါ့နော်နောက်တစ်ခုကကြတော့ရေးကြည့်မှုလာအောင်မယ်နော်ရေးကြည့်မှုလာအောင်မယ်မပြီးသေးဘူးရေးကြည့်မှုလာအောင်မယ်ဒီအကုတ်အနေနဲ့အကြမ်းမြင်ရနေတာမှန်တယ်ဆိုရင်ဒီတဲ့ပို့ပြီးတော့ထိရောက်တဲ့နီလန်းအနေနဲ့ပြည်သူတွေကိုကာကွယ်ပေးပါလို့ပြောချင်ပါတယ်ကျွန်တော်တို့နိုင်ငံမှာတာဝန်ရှိတဲ့သူတွေနဲ့ပူးပေါင်းဆောင်ရွက်ရမှာဗျမိုးလေဝသဌာနကဒီဖျားကိုအထူးလွယ်ရနေမှာသိကြပါတယ်နိုင်ငံတော်နဲ့ပူးပေါင်းပြီးဆောင်ရွက်ရမှာကိုတယောက်တည်းလိုက်လွှင့်ပြီးတော့ယုံမာလို့အော်နေယုံနဲ့တော့ဆင်မပြေဘူးဗျတရားမင်းကဒီနေ့ဖြစ်မဲ့ဖြစ်စဉ်ကိုတရားမင်းကချက်ချင်းပြောခိုင်းတာတရားမင်းကြွလာတာနော်ဒီလားကျွန်တော်တရားထိုင်နေတဲ့ချိန်အားထုတ်နေတဲ့ချိန်တရားထိုင်နေတဲ့ချိန်အဒီစိတ်နေတဲ့ချိန်တရားမင်းကြွလာဖြတ်ကလေးပဲဘလို့ပုံစံလဲဆရာလို့မေးလို့ရှိရင်အလင်းထိန်ပြီးတော့မှလုံးဝချက်ဝတ်တစားရွှေရောင်ချက်ဝတ်တစားနဲ့တရားမင်းဒါမှကြည့်လို့မရအောင်အရန်ကိုလင်းတာတော်တော်ကြီးကိုလင်းထိန်ဖြူဖွဲလင်းထိန်နေတာအာယုံထဲမှာကြည့်လို့မရအောင်လုံးဝတရားမင်းပုတ်ကုန်အဲ့တော့အတန်ကြားတာပေါ့နော်အာယုံမှာအတန်ကြားတာပေါ့နော်တားရီ3ရက်အတွင်းငလင်လောက်တော့မယ်တား9ရက်သားသမီးတွေကိုကယ်လိုက်တော့တားဒီမိုင်းဖုံးဆရာတော်ကိစ္စလိုပဲကိုဗစ်ကိစ္စလိုပဲငါသားကြီး
ငါသားရဲ့ပြိတ္တအပေါင်းပါတွေငါသားပြောတာကိုနားထောင်ပြီးတော့မှအသက်ဘေးကနေလွတ်မြောက်ကြနိုင်မယ်ငါသားကြီးပြောလိုက်တော့ဆိုပြီးတော့ကျွန်တော်ကမပြောတာတိုင်းရိုက်ချိတ်ဆက်လူသားတွေရဲ့မေတ္တာနဲ့ကဘာမြေကြီးတွေကတိုင်းရိုက်ချိတ်ဆက်နေတာဒီကဘာမြေကြီးတွေသူတို့တွန်းထုတ်နေတာဒီကဘာမြေကြီးတွေသူတို့တုံဟီးနေတာဒီကဘာမြေကြီးတွေသူတို့ခါထုတ်နေတာစုပ်ပြတ်တောင်လုတ်ပြနေတာမာသာကာယာကမိခင်ကဘာမြေဆောင်နတ်မင်းမာသာကာယာကစုပ်ပြတ်တောင်လုတ်ပြနေတာခါထုတ်ပြတာကလူသားတွေကစိတ်မနှောတွေကာယကံဝစီကံမနှောကံတွေဖောက်ပြားဖောက်ဖြတ်လာတဲ့အတွက်အကုန်လုံးကဆေးထုတ်ပြတာဒီနေရာမှာမိုးကြီးရင်မိုးဆက်တော့မှန်ပါပဲအဲ့ဒါကိုတော့တိထားဖို့လိုတယ်ဒီနေရာမှာတချို့ချစ်မိတ်ဆွေတွေကပြောတယ်ပေါ့နော်ကျွန်တော်တို့ဖျားတရားတလောက်လုပ်နေတာကျမတို့တလောက်တရားတွေထိုင်ဟလာပရိတွေစိတ်နေတာကျမတို့ဘာလို့မလွတ်တာလဲမိုးကြည့်ရင်တော့မိုးဆက်တော့မှန်ပါပဲတခြားမကြည့်နဲ့ဆရာဆန်းဝအောင်ကြည့်လေဆရာဆန်းဝအောင်ကြည့်လေမိဘနှစ်ပါးတက်ခံရတယ်လေကျွန်တော်မိဘနှစ်ပါးတက်ခံရတယ်လေပိုင်ဆိုင်မှုသိမ်းခံရတယ်လေအဲ့ဒါမိုးကြည့်လို့မိုးဆက်မှန်တာမဟုတ်ဘူးလားဒါပေမဲ့အဲ့ဒါကိုဘယ်သူမှကျွန်တော်မပြောခဲ့ဘူးဘာမှမဖြစ်တလို့ပဲဘဝကြီးကိုကျွန်တော်နေတယ်ကျွန်တော်ရဲ့ institution လေးနဲ့ကျွန်တော်နိုင်ငံသူနိုင်ငံသား900သားသမီးပုံမှန်ကျွန်တော်ကာကွယ်ပေးမယ်စောင့်ရှောက်ပေးမယ်နော်ကျွန်တော်ဖေးမပေးမယ်ပြီးတော့စီးပွားလက်လာပါတွေတိုးတက်အောင်လည်းကျွန်တော်လမ်းနေညွှန်ပေးမယ်နော်အားလုံးကိုချစ်ခင်လေးစားပါတယ်နော် အခုကြည့်နေကြတဲ့ကျွန်တော်မိတ်ဆွေတွေထဲမှာကျွန်တော်ထက်ပိုပြီးတော့ပညာဉာဏ်ဘုဟုတ္တကျော်ရတဲ့သူတွေအများကြီးပါပါတယ်ဒါကြောင့်မို့ဒီဆရာဆိုင်ဝမ်ဟာအကြမ်းမြင့်ရနေတာဖြစ်နိုင်မဖြစ်နိုင်ဆိုတာလေးတွေကိုခံမှန်းပေးသွားကြပါအောင်ဗျကျွန်တော်လည်းမဆုံးဖြတ်တတ်လို့ပါ